2026တောင်ရောက်နေပြီအခုချိန်ဒီ physical book ကြီးတွေတုံးပြီးတော့စာလုပ်နေကြတော့မယ်လား Hello everyone အားလုံးပဲမင်္ဂလာပါAdam ဒီနေ့မှာဆိုရင်Adamတို့လိုကျောင်းသားကျောင်းသူတွေအတွက်အသုံးဝင်မဲ့ note taking app လေးတစ်ခုအကြောင်းကိုပြပြပေးပါမယ်အဲဒီ note taking app လေးရဲ့နာမည်ကတော့ Cola Note ဖြစ်ပါတယ် Adam ဒီ Cola Note ကိုမတွေ့ခင်အချိန်ထိပေါ့နော်အခုလို physical book ကြီးတွေတုံးပြီးတော့စာတွေအများကြီးလုပ်ခဲ့ရပေါ့နော်ဒါပေမဲ့ဒီ app လေးကိုတွေ့ပြီးရဲ့အချိန်မှာAdamဒီ Cola Note app ထဲကနေကိုမထွက်ချင်တဲ့အထိဆိုင်လုပ်ခဲ့ပါတယ်။ Cola Note app ထဲမှာဆိုရင်တော့ဒီကိုပိုင် notebook တွေပြီးတော့ paper တွေကို create လုပ်လို့ရတယ်။အဲ့ဒါအများဆုံးသုံးဖြစ်တာကကြတော့ paper ပေါ့နော်။အဲ့ဒါ paper ပေါ်မှာဆိုရင်တော့သင်ချာတွက်တာတွေဒါမှမဟုတ်အခြားအကြောင်းကသင်တဲ့စာတွေကိုဒီ paper ပေါ်မှာလုပ်ဖြစ်တယ်။အဲ့ဒါက textbook တွေကို PDF file နဲ့ download လုပ်ပြီးတော့Cola Note မှာ import လုပ်တယ် import လုပ်ပြီးတော့စာလုပ်ဖြစ်ပါတယ်။အဲ့ဒါဆိုရင်တစ်ခါတလေဒီ physical textbook ကြီးတွေတုံးပြီးတော့စာမလုပ်ချင်တဲ့နေ့တွေဆိုရင်ရှိရဲအဲ့လိုချိန်ဒီမှာဆိုရင်အဲ့ဒါက textbook တွေကို PDF file နဲ့ download လုပ်ပြီးတော့Cola Note မှာ import လုပ်တယ် import လုပ်ပြီးတော့စာလုပ်ဖြစ်ပါတယ်။ app ထဲမှာဆိုရင် pen တွေဆိုရင်လည်း25 pens တောင်ပါတာဆိုတော့အဲ့ဒါတကယ်ချင်းတွေထဲမှာdrawing လုပ်ချင်တဲ့သူတွေဒါမှမဟုတ်ဒီ color မျိုးစုံနဲ့ပေါ့နော် note မှတ်ချင်တဲ့သူတွေအတွက်ဆိုရင်လည်းအဆင်ပြေတဲ့ app လေးဖြစ်ပါတယ်။အန်အော်ဒါကြတော့အဲ့ဒါလို ChatGPT အရန်ကြိုက်တဲ့သူတွေအတွက်လည်းပေါ့နော် ChatGPT app ကိုတဆင့်သွားပြီးတော့ဟိုဘက်ကူလိုက်ဒီဘက်ကူလိုက်လုံးစရာမလိုဘူးသူ့ရဲ့ဒီ Cola Note app ထဲမှာတင်ကို ChatGPT တခါတည်း AI tools တွေပါပြီးသားဆိုတော့လုံးမရှုပ်တော့ဘူးပေါ့နော် Adam တို့ Cola Note app လေးကို premium version ဝယ်ချင်တယ်ဆိုရင်တော့ Adam ရဲ့ ATAM17 code လေးကိုသုံးပြီးတော့ 50% discount ယူလို့ရပါတယ်လို့ပြောချင်ပါတယ်ဒီ video လေးကတော့ဒီလောက်ပါပဲ bye bye